ဇိုင်းမွေးမဟုတ်ပါချားမွေးပါရှိတယ်ဟာသိလားပါ nature lover လို့ပါဒါပေမဲ့မြန်မာပြည်မှာတော့မသိဘူးမြန်မာပြည်မှာပဲဆိုရင်ထားလဲတော့မသိဘူးဒါချင်းစုံပေါ့ကွာနားထောင်အရင် serious ကြီးနားထောင်နေရမလို့ချွတ်ချင်း Mamo reaction reaction ကျွန်တော်လည်းလည်းပါနောက်တစ်ပုတ်ကရစ်စိန်ချင်းတောင်းဆိုတာကြာပြီရစ်စိန်ချင်းလေးတောင်းပြီးတော့တစ်ဘယ်လိုလဲဆိုတော့ရစ်စိန်တဲ့ရဲ့ဆက်ပါဘယ်လိုလဲဆိုတော့ Florals get fan ရော Florals ချင်းနေကဲလောကကဲဘယ်လိုပြောလဲ supporting လောက်ရတယ်တန်နဲ့ artist တွေမှာပါတယ်ကွာသိလားသူ fan တွေလည်းလောက appreciate ဖြစ်တယ်အဲ့လိုမျိုးသူ fan တွေနဲ့မမှု viewer တွေတသားတည်းပဲအဲ့လိုမျိုးဆိုတော့တော်များသူထွက်သမျှချင်းတိုင်းလို့ဦးနောက်ပိုင်းချင်းတွေပေါ့နော်တော်များ reaction လုပ်ဖြစ်တယ်ဒီကလည်းဟိုဂျားထဲမှာလည်း comment တွေအများကြီးလာမဲ့ reading the room ဆိုတဲ့ချင်းပေါ့နော်ဟိုနမ်းထားတယ်3 week တော့တော့ကြာသွား 97k အဲ့တော့ဆွဲလိုက်အောင်theory နဲ့တင်တော့ 2.2 million ပြောသွား okay ဒီချင်း Facebook မှာတွေ့လိုက်တာ fault လေးလာမျိုးဆိုတာမြင်တယ်မှန်နေမြင်တယ်အရင်မမှန်နဲ့တောက်ဆောင်မှန် reading the room okay စလိုက်အောင် Loki Rosie Cobra ရမယ်နော် produce ကတော့ okay But boy I want you to know ဝေးစီလာနိုင်တဲ့6တီကိုမုန်းနဲ့စောက်ရပူတဲ့ကောင်တွေရောတနာကျင်တာပြမနေနဲ့ယွန်းနဲ့ခွေးနဲ့ကြောင်တွေရော body shaming ကိုခုခဏလောက်ဆန်းလုပ်ကြည့်လို့ရလားဝတ်တုတ်ကြီးကိုဝတ်တုတ်ကြီးလို့ခေါ်ရတာကရတာအင်ဒီယုတ်ရှင်တွေအကြောင်းပြောမင်းတို့ဘာလို့ဖို့သွားကြည့်မှလဲစာကြည့်လိုက်တဲ့ fan ကြောင်အတန်ဆုံးထိကျဲပြီးကြည့်ကြမယ်တကယ်မရှိတော့နှစ်များမှာကြိုက်ထီယိုသနက်တွေထီကြတဲ့မင်းလားကွာ hamburger ဆိုတော့ hamburger လီလာတဲ့ဘူးမှမသိတဲ့ band တွေရဲ့တချင်းတွေမပြနဲ့မကြားချင်ဘူး pseudo intellectual နဲ့ indie ပွဲမှာကရဲသူမောင်မဲပြီးပြင်းစရာကောင်းတဲ့ရုပ်ရှင်တွေငါလာပြလူမသိတဲ့ band တွေလာကြားတယ်ကြားတယ်ဟုတ်တယ်ထို့လိုပဲချောင်းလည်းဆင်းနေတယ်စောင့်တာကြားတယ်ဟိုတယောက်လေးနားထောင် okay ဒါပေမဲ့အဲ့လိုမျိုးတွေမှာရုပ်ပုံးသီးလည်းရှိတယ်လားလို့ချက်ချဖို့ပြီးတော့ကျူရဲနဲ့ indie ပွဲမှာကရဲသူမောင်မဲပြီးပြင်းစရာကောင်းတဲ့ရုပ်ရှင်တွေငါလာပြမင်းပြောနေတဲ့ဘိုးလူတွေလည်းငါဘာတစ်ခုမှနားမလဲဘူးခုချက်ချင်းပဲတနေရထွက်သွားမလို့ထုတ်တယ်ဆွဲပုံစံတွေကတစ်ခုမတစ်ခုကိုလုံနေတဲ့ရုပ်တွေပဲမစားရဝါခမန်းတွေပြောပါများတော့လူကပိတ်ကက်ဘက်ဘက်ကလို့လက်ကရှောင်းနေဖို့ကမင်းရဲ့အိမ်မက်ကျေးဇူးတင်ခံခြင်းသူအားလုံးလည်းကျေးဇူးပါပဲလို့လူသားတိုင်းကိုလေးစားတယ်အကုန်လုံးကလေးပြူစရာပဲမို့ဖျားတစ်တစ်ပေါ်လာတိုင်းလည်းပြေဖူးရစမြဲကျေးဇူးတင်ရအကုန်လုံးကျေးဇူးပါပဲမို့လေးစားတယ်အကုန်လုံးကလေးပြူစရာပဲမို့ဖျားတစ်တစ်ပေါ်လာတိုင်းလည်းပြေဖူးရစမြဲဂျိုင်းမွေးရှိထားတဲ့ sorry အုံနောက်ကိုလည်းငါစေးကူရမယ်ပြဿနာတွေတက်ပြန်ပြီမလားတိုင်းဝေးချတိုင်း sorry အုံနောက်စေးကူရမယ်နော်ဟုတ်တယ် Facebook မှာအတင်တွေ့ Instagram မှာဆောင်းတွေ့မဟုတ်လည်းတွေ့နေတော့လာ follow ရပါ nature lover လို့ပါဒါပေမဲ့မြန်မာပြည်မှာတော့မသိဘူးမြန်မာပြည်မှာပဲဆိုရင်ထားလဲတော့မသိဘူး Instagram စာမော်ရယ်တော်တော်များတွေ့တယ်လောက nature lover spin draw တွေကြည့်ပြီးတော့ဂျိုင်းမွေးရှိထားဂျိုင်းမွေးမဟုတ်ပါချားမွေးပါရှိတယ်ဟာသိလားဘူးဒီရဲ့အဲ့ရအုံနောက်ကိုလည်းငါစေးကူရမယ်ပြဿနာတွေတက်ပြန်ပြီမလားဘူးဒီရဲ့အဲ့ရရောက်ငါပြောပါတယ်ရှောက်ရှောက်မကြည့်နဲ့ဘူးကြီးတွေဟိုမှာကင်မရာထောင်ပြီးဘူးကြီးတကြည့်ရနော်ဘူးတီးရရောက်တဲ့စကားပြောနေတာယူလာမသိ influencer လို့သာပြောကြတာ influencer တော့ဘူးမှမရှိအောင်မီပြောနေ influencerလက်နိုင်ချင်းနေရေးရဖိမနာတော့အကုန်လုံးကိုဖြတ်လိုက်တောတောင်ရင်မြေကုန်းနေရင်နေတက်ရှိတက်မဲ့တော်ဝါရီရင်ချစ်ချစ်ခင်သွားတဲ့ flow rose ကိုရရချေငါလည်းတစ်ခုခုဆိုစောက်ရွက်တိုက်ချင်တာပဲခေါင်းထဲဝင်ပလင်းကြီးမုံနေလိုက်ခံခြင်းနေတာကိုကမကောင်းနေညင်လူတွေကန်ဆယ်လေးရှေ့ဆက်ပြီးသွားမှတစောင်းပဲလောလောဆယ်ခုတ်ကိုရရချင်းစက်တဲ့အမှုတ်လို့ထုတ်လိုက်ပါစက်တဲ့လောင်းထဲချင်းပါခြင်းချင်းချင်းနေလွဲမနေနဲ့ kiss ဆွဲမင်းတို့ဆွဲမယ်ဆိုရင်ငါလည်းအစင်တယ်ပဲဘန်ဒါနာတွေစီးပြီးတော့ banana ကြီးရိုက်ကြမယ်ငါတို့ rapper Tony Montana တွေအားလုံးပဲ kiss ဆွဲ banana စီးရပါမယ်နော် banana စီးပြီးတော့ banana ချင်းရိုက်ကြမယ်အဲ့ဒါပေါ်အောင်တဲ့ rapper တွေကိုပြောတာသိလား banana ကတော့တည့်ရတိုင်းပဲကိုရိုင်းရရှုပ်တယ်ရအဲ့ကောင် kiss ဆုံးမလားမရတော့တော်တော်ဖြစ်နေတာ florist ကဒါချင်း kiss ဆုံး okay ဒါလည်း vibe တစ်မျိုးပါပဲเนาะပေါ်ကနားထောင်အရင် serious ကြီးနားထောင်နေရမလို့ချွတ်ချင်းနေရ reading the room ဖြစ်ပါတယ် produce ကတော့ Go Brian ပေါ့တီးတယ် mixing လုပ်တယ်ပါညာပေါ့เนาะ
နောက်ဆုံးမှာတော့ kiss ပါဆုပ်ပေးလိုက်တယ်ပေါ့ Okay အားလုံးပဲရှင်းနေပါလို့ပြောနေပါတယ်အတန်ပိတ်သွားပြီပြော